मुझे यहाँ पर थी क्या बोलते भेलपुरी खा रही थी मेरा पति साइड में था एक इंसान है उसने उसको गोली मार दी यहाँ पे उसने बोला कि ये शायद मुस्लिम नहीं है उसने उसको गोली मार दी नहीं Hello မင်္ဂလာပါခင်ဗျာဒီနေ့ညဝဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ဒီလက်ရှိကက်ရှမီးယားတိုက်ခိုက်မှုပြီးပါအိန္ဒိယနဲ့ပါကစ္စတန်ကတမန်ဆင့်ရှော့ချတယ်ပြီးရင်ဒါဒီတစ်ဖက်ကနေဆက်ဂိတ်တွေပိတ်သိမ်းလိုက်တာဟောဒီလိုလှုပ်ဆောင်မှုတွေပြီးမှတော့ဘာတွေဆက်ဖြစ်လာလဲဆိုတာကျွန်တော်အနေနဲ့ငယ်ညဝဆွေးနွေးပေးတော့ဟောဒါဒီနေ့လက်ရှိကမ္ဘာနိုင်ငံရဲ့အခင်းကျင်းမှာဒါဒီထိတ်စီဒီအင်အားကြီးနိုင်ငံဒီနိုင်ငံတွေကဒါပြိဖိုင်လှုပ်ရှုပ်နေတဲ့အချိန်ပါပဲဒါဒီခုတစ်ဖက်ကဒါဘာဆုံးလိုနေရာတွေမှာဒါဒီခက်လို့ဒါပြိပခါကြီးဖြစ်လာတာကိုတွေ့နေတာအဲ့ဒါဒီအင်အားကြီးထိပ်သီးနိုင်ငံတွေအနေနဲ့ကလည်းဒါသူတို့နိုင်ငံတွေရှင်းထိပ်တိုက်တွေ့ဆုံမှုတွေကိုဒါသူတို့ရှော့ချဖို့အတွက်ဒါဂျားကန်ဒီဘာဆုံးနေရာတွေမှာပဲဒါဒီပြိပခါတွေကိုဖန်တီးခဲ့ကြတယ်အဲ့ဒါဒီခုကဘာပေါ်ကပြိပခါတွေမှာဒါဒီအထိမခံတဲ့ issue အခုရှိတာဒါပြောချင်တာဒီဘာသာရေးနဲ့လူမျိုးတွေအဲ့ဒါထိပ်သီးနိုင်ငံတွေအားလုံးကလည်းနားလေတယ်ဒီ issue တွေပေါ်မှာပဲဒါသူတို့အနေနဲ့ဒါဒီဘာကို share လဲဖို့နဲ့ပြီးရင်ဒီပြိပခါတွေဖန်တီးဖို့အတွက်ဒါသူတို့ကအသုံးချနေတာအဲ့ဒါအခုဒီနေ့ကပဲဒါဧပြီလ22ရက်နေ့ဒါအင်္ဂါနေ့နေ့လယ်ပိုင်းကပဲဒါတောင်အာရှဘိုင်းမှာဆိုရင်တဖြည်းဖြည်းနဲ့ဒါစပြီးတော့လုပ်တာ။ဘာဖြစ်သွားလဲဆိုရင်ဒီပါကစ္စတန်ရှေ့ဆက်ဒါ Lashkar-e-Taiba အဖွဲ့ဒါ Resistance Force ဆိုတဲ့ဒီအဖွဲ့ကဒါဂျမူးနဲ့ဒီကက်ရှမီးယားနယ်စပ်ဒေသမှာပဲဒါအကြမ်းဖက်တိုက်ခိုက်လုပ်ဆောင်တယ်။ဒီလုပ်ဆောင်မှုကလည်းဒါပြည်သူ26ဦးသေဆုံးသွားတယ်တော့ဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါအိန္ဒိယပါကစ္စတန်ပြည်ပခါကပြည်ပနဲ့ဒါဒီငြိမ်သက်နေတာအဆင့်ကလည်းဒါဒီပြန်နိုးထလာအဲ့တော့ဒါအိန္ဒိယဘက်ကလည်းဒါဒီဖွဲ့ကဒါတိုက်ခိုက်မှုဖြစ်တယ်လို့ဒါဖြစ်စဉ်ကြီးညာပြီးတဲ့နောက်မှာပဲဒါဆက်ရှင်းဆိုလို့ပါကစ္စတန်နဲ့ဒါတလမန်အဆင့်ရှော့ချပြီးတော့ဒါနေဆက်ဂိတ်တွေပိတ်သိမ်းနေပြီးရင်ဒါဒီတရားဝင်ထုတ်ပြန်ချက်တွေပေါ့ပြန်လေတုံ့ပြန်မှုထုတ်ပြန်ချက်တွေကြီးညာခဲ့တော့ဒီထုတ်ပြန်ကြီးညာချက်တွေထဲမှာဘာတွေပါလာလဲဆိုဒီနှစ်နိုင်ငံဒီတလမန်အဆင့်ရှော့ချတာပါတယ်ပြီးရင်ဒါဒီတစ်ဖက်ကဆက်ဆိုတော့ဒီတောင်အာရှနိုင်ငံများအသင်းရဲ့ဒါဗီဇာကင်းလွတ်ခွင့်စနစ်ကိုရုပ်သိမ်းပလိုက်တယ်။ပြီးရင်ဒီဘက်ကဝါကာအထရီနယ်စပ်ဂိတ်ပိတ်သိမ်းလိုက်တယ်။ပြီးရင်ဒီဘက်ဒါနှစ်နိုင်ငံအတူမြစ်ရေသုံးစွဲခွင့်ဗီဇာချုပ်တွေကိုဖျက်သိမ်းတယ်။အဲ့တော့ဒီလိုမျိုးဒီတန်တမန်အစ်ချော့ချမှုတွေကြောင့်ပဲဒီရခိုင်ကလေးကဒါအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲကိုဒါ1965အဲ့ဒီတုန်းကလိုပဲပြီးရင်ဒီတစ်ဖက်က1981တုန်းကဘင်္ဂလားဒေ့လွတ်လပ်ရေးစစ်ပွဲတွေပေါ့ဒီလိုမျိုးစစ်ပွဲတွေလိုပဲဒါဒီနှစ်နိုင်ငံပြိပကအဆင့်တွေကပို့ပြီးတော့ဒါမြင့်တက်လာတယ်ပြီးရင်ဒီနေ့ခေတ်ဆိုရင်ဒါဒီနောက်ွယ်ပါလာတဲ့ဒါဒုတိယနိုင်ငံပေါ့ဒီလိုနိုင်ငံတွေရဲ့အခြေအနေတွေကြောင့်ပို့ပြီးတော့ဒါပြိပကမြင့်တက်လာတယ်ဒါဒီခုလက်ရှိအချိန်မှာဆိုရင်ဒါဒီတရုတ်နဲ့အမေရိကန်အားပြိုင်မှုဖြစ်နေတာဒီလိုဖြစ်နေတဲ့အချိန်မှာဆိုရင်ဒါဒီခုပြိပကကြီးပြန်ကြည့်မယ်ဆိုရင်ဒါတရုတ်အနေနဲ့ဒါပါကစ္စတန်နဲ့ဒါသူတို့နှိစက်တဲ့ဒါဆက်ဆံရေးရှိတာဖြစ်တဲ့အတွက်ဒါဒီခုအိန္ဒိယနဲ့တရုတ်ကလည်းဒါနေဆက်ပြဿနာဖြစ်နေတဲ့အတွက်ဒါတရုတ်ကတည်ကြတယ်ဒါပါကစ္စတန်ဘက်ကပါလာဒါအမေရိကန်နဲ့နောက်နိုင်ငံတွေကလည်းဒါအိန္ဒိယဘက်ကလည်းပါလာနိုင်တယ်ပြောချင်တာစောတော့ဒါပြောခဲ့တယ်လို့ပဲဒီတောင်အာရှနိုင်ငံများအသင်းအနေနဲ့ပေါ့ဒီအဖွဲ့နိုင်ငံတွေကြားထဲမှာဆိုတော့ဒါတည်ကြတယ်ဆက်ဆံရေးတွေထိခိုက်လာတယ်ပြီးရင်ဒါဒီဒေသတွင်းနိုင်ငံတွေရဲ့ဒါစီးပွားရေးဒီစီးပွားရေးပေါင်းစည်းမှုအားတွေဒီအားတွေကတော့တည်ကြတော့ရောကျသွားတယ်ဒီလက်ရှိပေါ့ဒါအိန္ဒိယပါကစ္စတန်ဒီကက်ရှမီးယားဒေသပြဿနာတွေကဒါရခိုင်ကလေးကဖြစ်နေတယ်ဆိုပေမဲ့ဒီတရုတ်နဲ့အမေရိကန်အားပြိုင်မှုတွေမှာဖြစ်လာတာကြောင့်ဒါသူ့အနေနဲ့ဒေတာရဲ့ဒါဘာဆုံးဖြစ်နေတာဒါဒီတစ်ဖက်ကပြန်ကြည့်ရင်ဒါဒီလက်ရှိမှာဆိုဒါတရုတ်နဲ့အမေရိကန်ကဒါကုန်သွယ်စစ်ဖြစ်နေတယ်ဒီကုန်သွယ်စစ်ဖြစ်နေတဲ့အချိန်မှာခုဒီပြိပခဖြစ်လာတာဖြစ်တဲ့အတွက်ဒါကတိုက်ဆိုင်မှုမဟုတ်ဘဲနဲ့ဒါဒီနိုင်ငံရေးရွှေ့ကွက်တစ်ခုညာဖြစ်နေမလားဆိုတာတော့ဒါတို့ဆက်လက်ပြီးတော့စောင့်ကြည့်ပါပြောချင်တာဒီပြဿနာရဲ့ဒါအနှစ်ချုပ်ပြန်ပြီးတော့ကြည်ရပြီဆိုရင်ဒီကိစ္စဒါဒီမှာတော့ပြီးမှာမဟုတ်ဘူးထပ်ပြီးတော့ဒါကြီးမားဖြစ်လာခဲ့မယ်ဆိုရင်ဒါနှစ်နိုင်ငံလုံးကဒါမျိုးလက်နက်တွေပိုင်တာဖြစ်တဲ့အတွက်ဒါ1965တုန်းကဒါသူတို့ဒါမျိုးလက်နက်မပိုင်ဆိုင်ခင်တော့ဖြစ်ခဲ့တဲ့စစ်လုံးကလိုဒါဒီကက်ရှမီးယားဒေသကိုဒါခွဲပြီးတော့ဖြစ်စဉ်ပြီးသွားလောက်ပြီးတော့ထင်လို့ဒါကျွန်တော်အနေနဲ့ထပ်ပြီးတော့ဒါဒီပြပြခါကြီးကပို့ပြီးတော့ကျန်းထန်လာနိုင်တယ်လို့တော့မြင်မိတာအားလုံးကျေးဇူးတင်